ဗုဒ္ဓံတနံကိသမိဓမ္မတနံကိသမိသံဃံတနံကိသမိကောင်းသောစကားကိုသာပြောရပါလို့ဤဗုဒ္ဓံတနံကိသမိဓမ္မတနံကိသမိသံဃံတနံကိသမိကောင်းသောအရာကိုသာတွေ့မြင်ရပါလို့ဤဗုဒ္ဓံတနံကိသမိဓမ္မတနံကိသမိသံဃံတနံကိသမိကောင်းသောအရာကိုသာကြားသိရပါလို့ဤဗုဒ္ဓံတနံကိသမိဓမ္မတနံကိသမိသံဃံတနံကိသမိတန်နဂုံကိုလုံးရှုံလုံးရပါလို့ဤဗုဒ္ဓံတနံကိသမိဓမ္မတနံကိသမိသံဃံတနံကိသမိတန်နဂုံကိုလုံးရှုံလုံးရပါလို့ဤဗုဒ္ဓံတနံကိသမိဓမ္မတနံကိသမိသံဃံတနံကိသမိတန်နဂုံကိုလုံးရှုံလုံးရပါလို့ဤအရှင်မယားတပည့်တော်မကိုကျွေးမေးဆောင်ရှောက်ခဲ့ဘူးသောအမိအပါယေရှုရှင်ထမင်းတလုံးရေတမုတ်ကျွေးမေးဆောင်ရှောက်ခဲ့ဘူးသောကုသိုလ်ရှင်အားလုံးလည်းကြားမှာပါစေချမ်းသာပါစေရေကဲ့သို့အေးချမ်းပါစေပန်းကဲ့သို့အမှုကျိန်လန်းဆန်းပါစေစီမီကဲ့သို့ထူးလင်းတောက်ပြောင်းနိုင်ကြပါစေတပည့်တော်မှာတခြားသူအပေါ်မှာကာယကံဝစီကံမနောကံနဲ့ပြမမိတည်ရှိသောတပည့်တော်မကိုခွင့်လွှတ်ခြင်းအေးပေးနိုင်ကြပါစေ